နှစ်တိုင်တိုင်းအတူရှိခဲ့ကြတဲ့မိုးတင်နဲ့စုမြင့်နယ်တို့ရဲ့အိမ်တော်ကြီးဟာတဖြည်းဖြည်းနဲ့ညှို့ထွေးမှုတွေပြတ်ဆုံးလာတဲ့အခါတယောက်နဲ့တယောက်အေးဆက်ဆက်ဆက်ဆံရေးမျိုးကြီးကြောင့်နောက်ဆုံးလောက်ခတ်ဖို့ဖြစ်လာကြတယ်။နောက်ဆုံးအချိန်အနေနဲ့တရက်တာမနက်ခင်းလေးကိုနှစ်ယောက်တူတူမနက်စာစားဖို့ဆုံးဖြတ်ခဲ့ကြတယ်။မနက်စာပြင်ထားတယ်။စားပြီးမှရုံသွားတော့လို့စုမြင့်တွေကပြောလိုက်တယ်။သူမရဲ့မျက်နှာမှာပင်ပန်းမှုတွေနဲ့စိတ်လုံးမကြမှုတွေဖြစ်ပေါ်နေတာကိုမိုးတစ်ကသတိထားမိလိုက်တယ်။သူကိုယ်တိုင်ကလည်းမျက်နှာတဲ့အထိအလုံးလုံးရတဲ့ဒဏ်တွေကြောင့်စိတ်ရမ်းပင်ပန်းနေပြီလေ။နေအောင်စလုံးထမင်းစပွဲခုံမှာထိုင်နေတိတ်ဆိတ်နေကြတယ်။မိုးတစ်ကသူမမကြိုက်တဲ့ကျဲဥကြောကိုမင်းလေးရောစွာနေပဲသူမရဲ့ပကံလေးကိုထည့်ပေးမိလိုက်တယ်။သူမကညူဆူဆူမျက်နှာပေးလေးနဲ့ကျဲဥကြောကိုမိုးတစ်ရဲ့ပကံလေးကိုထည့်ပေးဖို့အလုံးမှာမိုးတစ်ရဲ့လက်နဲ့တိုက်မိပြီးတော့ပြုတ်ကျသွားခဲ့တယ်။လွန်ခဲ့တဲ့စနေတုန်းကပထမဆုံးအတူတူစားခဲ့တဲ့မနက်စာမှာဒီလိုတိုက်ခဲ့မိတာကိုသူတို့ပြန်မှတ်ရမိသွားတယ်။အဲဒီတုန်းကနှစ်ယောက်စလုံးဟာရင်ခုန်တန်နေကြနေရပြီးမျက်နှာရည်နေကုန်လာကြတယ်။အခုတော့စုမျက်နှာရဲ့မျက်လုံးထဲမှာညိတ်လေးတွေဝိုင်းပြီးမိုးတစ်ကသူမရဲ့လက်ကိုအလိုလေးရောက်ဆုပ်ကိုင်တောင်းပန်ပါတယ်မိတော်လူပါဆိုပြီးတောင်းပန်စကားပြောလိုက်တယ်။စုမျက်နှာကလည်းရပါတယ်ဘာမှဖြစ်ပါဘူးလို့ခက်တိုးလေးဖြေလိုက်မိတယ်။ဒီတစ်ခါတော့တိတ်ဆိတ်နေခြင်းဟာတင်းမာမှုမဟုတ်တော့ဘဲနဲ့အတူကုန်ဆုံးခဲ့တဲ့နှစ်တွေအတွက်ဝမ်းနေမှုအောက်မေ့တရိယာမှုတွေကပြည့်နေခဲ့တယ်။မိုးတစ်ကသူမရဲ့ပကံကိုသတိထားမိသွားတယ်။သူသိပါတယ်။သူမဟာကျဲဥကြော်မကြိုက်ပေမဲ့သူရမ်းကြိုက်တာသိနေတာကြောင့်သူကြိုက်တဲ့ဟင်းတွေကိုပဲသူမကရွေးချယ်ပြင်ဆင်ချက်ပြုတ်ပေးခဲ့တာအခုဆိုရင်7 နှစ်တောင်ရှိလာခဲ့ပြီ။စုမြင့်တွေကလည်းမိုးတစ်ရဲ့ကော်ဖီကွက်ကိုသတိထားမိတယ်။သူမကကော်ဖီတောက်တဲ့အခါမှာတကြားနည်းနည်းလေးပဲထက်တောက်တဲ့အကျင့်ရှိရယ်။မိုးတစ်ကတော့ကော်ဖီတောက်တဲ့အခါမှာတကြားများများထက်တောက်ရတာကြိုက်တယ်။ဒါပေမဲ့သူမရဲ့ကျမရဲ့အခြေအနေကြောင့်မိုးတစ်ကကော်ဖီတောက်တဲ့အခါမှာတကြားနည်းနည်းပဲထက်တောက်တဲ့လာအခုဆိုရင်7 နှစ်တောင်ရှိခဲ့ပြီ။ဒီနေ့ကျုံကြော်ကိုစုမြင့်တွေကစပြီးစကားအစပြုတ်လိုက်တယ်။မိုးတစ်ကလည်းကော်ဖီထဲကိုတကြားနည်းနည်းပဲထည့်နော်လို့သတိစကားပေးလိုက်မိရဲ့။အဲ့ဒီအချိန်မှာပဲနှစ်ယောက်သားဟာတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်။ပထမတော့အံ့အားသင့်သွားပေမဲ့နောက်တော့နှစ်ယောက်စလုံးရဲ့မျက်နှာပေါ်မှာနှိမ့်ချိုက်စွာပြုံးလေးတွေပေါ်လာခဲ့တယ်။ဒါဟာ7 နှစ်အတော်အတွင်းမှာပထမဆုံးအကြိမ်စစ်မှန်တဲ့အပြုံးတွေပဲဖြစ်တယ်။ငါတို့ဒီလိုပဲဆက်သွားရမှာလားလို့မိုးတစ်ကသူမရဲ့လက်ကိုညှင်သာစွာဆုပ်ကိုင်မိလိုက်တယ်။စုမြင့်တွေကလည်းသူ့ရဲ့လက်ကိုမဖယ်ရှားတော့ပဲသူမရဲ့မျက်လုံးထဲမှာမျက်ရည်လေးတွေဝိုင်းနေတယ်။ပြီးတော့စုမြင့်တွေကငါတို့နှစ်ယောက်အချိန်ပိုယူကြည့်ရမယ်။အစကနေငါတို့ပြန်စူးစမ်းရင်ဖြစ်နိုင်တယ်မလားလို့မိုးတစ်ကိုမေးလိုက်တော့မိုးတစ်ကခေါင်းလေးညှိပြလိုက်တယ်။နောက်ခါဖို့ဆုံးဖြတ်ထားတဲ့မနက်ခင်းမှာသူတို့ဟာပထမဆုံးအကြိမ်အတူတူထပ်မံစတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့အချစ်ဆိုတာကကြီးမားတဲ့အရာမဟုတ်ပေမဲ့နေ့စဉ်ဘဝရဲ့တင်းငယ်ရဲ့လိခံမှုတွေစွန့်လွတ်မှုတွေထဲမှာသာအမှန်တကယ်ရှင်သန်နေခြင်းဖြစ်တယ်။အဲဒီလိုနဲ့ပဲမိုးတစ်နေ့စမင်းနယ်ရူဟာနားလည်မှုနဲ့ရှစ်ဆက်သွားကြပါတော့တယ်။